Hello မရဘိုက် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ်အကြောင်းအရာလေးရဲ့ခေါင်းစဉ်ကတော့ကျမ်းမာတဲ့မနက်ခင်းအလေးထား6မျိုးအကြောင်းပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်ဆက်ပြီးတော့နှာထောင်လိုက်ကြရအောင်နော်ကဲစကားရရှင်းမနေတော့ပဲလူရင်းတူရှင်းသွားကြရအောင်နော်ကဲမနက်ခင်းကိုအကောင်းဆုံးစတင်တဲ့ပထမဦးဆုံးနီလန်လေးကတော့ရွယ်ချက်နဲ့နိုးထားတာတဲ့အဲ့ရတဲ့ကနေပြီးတော့အလိုလိုလိမ့်ထွက်လိုက်တာမျိုးတွေမလုပ်ပါနဲ့နော်ဒီနေ့ကိုငါအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့နိုးထားပါပုံမှန်ထက်မိနစ်30စောစောထားပါအဲ့ချိန်လေးမှာဖုံမသုံးမဲနဲ့အေးစစ်စစ်အသက်ရှူလေးခြင်းကလုပ်ပါနော်နံပါတ်1အချက်လေးကတော့ရေတောက်ပါတဲ့အိပ်ပျော်နေတဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကရေတက်ဆုံးရှုံးထားပါတယ်အားကြောင့်နိုးချင်းမှာရေတစ်ခွက်အပြည့်တောက်ပေးပါပိုကောင်းခြင်းနဲ့ဆိုရင်တမယာရီထဲတောက်ပေးပါဒါကခန္ဓာကိုယ်ကိုတန့်စင်စေပြီးတော့လန်းဆန်းမှုပေးပါတယ်နံပါတ်3ကတော့ကိုယ်လက်လှုပ်ရှားမှုလုပ်ပါမနက်ခင်းမှာအပြင်းထန်လေ့ကျင့်ခန်းတွေလုပ်ဆရာမလိုပါဘူးဒါပေမဲ့လက်နှစ်ဖက်ကိုစန်တန်းတဲ့လေ့ကျင့်ခန်းဒါမှမဟုတ်ရင်ယောဂကျင့်တာဒါမှမဟုတ်ရင်မိနစ်20လောက်လမ်းလျှောက်တာဒါတွေကတင့်ကိုစွမ်းအားပြေဝစေပြီးတော့စိတ်ကိုလည်းကြည်လင်စေပါတယ်နံပါတ်4အချက်ကတော့စိတ်ကိုတည်ငြိမ်အောင်ထားပါတဲ့အခုပြောနေတဲ့အချိန်မှာပဲ9မိနစ်10မိနစ်လောက်စိတ်ကိုအာရုံစိုက်ထားပါနော်တရားထိုင်တာတို့ဂျာနယ်လင်းရေးတာတို့ဒါမှမဟုတ်ရင်ဒီနေ့အတွက်လုံးမဲ့ရီမန်းချက်တွေပေါ့နော်ဒါတွေကိုမြင်အောင်ကြည့်တာတို့လုပ်ပါပေါ့နော်ဥပမာဒီနေ့ဘာတွေအောင်မြင်ချင်လဲဘာတွေကျေးဇူးတင်စရာရှိလဲစသဖြင့်ပေါ့နော်ဒါတွေကိုစဉ်းစားကြည့်ပါအဲ့လိုလုပ်ခြင်းကလည်းဒီနေ့တစ်နေ့ကိုပေါ့နော်အပြုသဘောဆောင်တဲ့ဒီ wave လေးတွေအဖြစ်စတင်စေပါတယ်တဲ့နံပါတ်5အာဟာရပြေဝစွာစားပါအပြည့်တဲ့မနက်စာစားပါပရိုတင်းအမြင့်တက်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုရွေးချယ်ပါတခြားများတဲ့အစားအစာတွေကိုရှောင်ပါနော်သင်ရခန္ဓာကိုယ်ကဒီထက်မကပိုတန်မိုးရှိလို့ပါနံပါတ်6တနေ့တာရဲ့အဓိကလုပ်မဲ့အရာတွေကိုစီစဉ်ပါဒီနေ့အတွက်အရေးကြီးဆုံးအရာ3ခုဖြစ်ခြာရေးပါအဲ့လိုမျိုးလုပ်ခြင်းကတင့်ကိုအာရုံစူးစိုက်မှုရှိစေပြီးတော့စိတ်ဖိစီးမှုတွေကိုလည်းရှော့ချပေးပါတယ်။တတိယမှာကဒီအရာတွေအားလုံးကိုတပြိုင်နက်တည်းလုပ်ဖို့မလိုပါဘူးเนาะအရေးကြီးဆုံးအရာတွေကိုပဲလုပ်ခိုင်းတာပါ။ကဲဒါဆိုရင်တော့တင့်ရဲ့မနက်ခင်းလေးကိုစွန့်ရင်ပြေးဝစွာနဲ့ရီမှန်းချက်ရှိနဲ့စတင်နိုင်မဲ့အလေးကျင့်ကောင်းတွေကိုသိရှိပြီးဖြစ်ပါတယ်။တတိယမှာကဒီနေ့တစ်နေ့ကိုဘယ်လိုစတင်မလဲဆိုတာကတလုံးနေတဲ့အရာအားလုံးတွေအပေါ်မှာလည်းတက်ရောက်မှုရှိနေရเนาะဒါကြောင့်အကောင်းဆုံးဖြစ်အောင်လုပ်ပါတောက်ပစွာနေထိုင်ပါဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်